လုံးပဲမင်္ဂလာပါရှင်ကျွန်မကတော့ပြည်သူ့မှုတော်ဖေးရရီရှာဖြစ်ပါတယ်ရှင်အကုန်လုံးကတော့ချိုးလို့ခေါ်ကြပါတယ်ချိုးကတော့မုံလုံးကြီးလုပ်ပြဖို့တာဝန်ယူထားတယ်ပေါ့နော်ဒီ program မှာအဲ့တော့ဒီနေ့အတွက်လုံးမဲ့မုံကတော့ငပြောတီးတာကိုအုံလို့ပါဖြစ်ပါတယ်ရှင်အသေးစိတ်ဘယ်လိုလုပ်မလဲဆိုတာလေးလိုက်ကြည့်ပြပါအောင်နော်ပထမဦးဆုံးအနေနဲ့လိုအပ်တဲ့ပစ္စည်းလေးတွေကိုပြောပြပါမယ်ပထမဦးဆုံးဒါကတော့ငပြောတီးပါပြီးတော့တာကူစီပါပြီးတော့အုံလို့တပူသုံးပါတယ်ချားလိုအပ်တဲ့ပစ္စည်းတွေကတော့စားနည်းနည်းနဲ့တကြားအနည်းငယ်ထည့်ပေးရပါမယ်နောက်ဆုံးကတော့ကမွန်ချေရွက်ကိုပိတ်ပါဝက်နဲ့ထုတ်ထားတာပါငပြောသည်ပြုတ်တဲ့ခါမှထွက်လာတဲ့အစီးတွေကဖန်တက်လို့အဲ့အဖန်တက်ကိုဆုပ်အောင်လို့ကမွန်ချေရွက်ထည့်တာပါကမွန်ချေရွက်တိုင်းထည့်မယ်ဆိုလို့ရှိရင်ဖယ်ရတာပြန်ခတ်တာမို့လို့ငပြောသည်ပြုတ်ပြီးသွားတဲ့အချိန်မှာဖယ်ရတာခတ်တာမို့လို့အဝက်ပါနဲ့ထုတ်ထားပါရှင်ပထမဆုံးအိုးတွေကိုတောက်ခုစီတဝက်ထည့်လိုက်မယ်ပေါ့နော်ပြီးလို့ရှိရင်ရှီဘူးတဝက်လောက်ထည့်လိုက်ပါမယ်တောက်ခုစီနဲ့အတူတူပြီးလို့ရှိရင်တော့မီးဖွင့်လိုက်ပါမယ်ရှင်တောက်ခုစီလေးတွေတဝက်လောက်အစိပြောင်းနေပါဖြစ်သွားတဲ့ခါကြလို့ရှိရင်တော့တောက်ခုစီတွေကိုအိုးတွေကနေခတ်ပြီးတော့ပကံလေးတစ်ခုနဲ့ခတ်ထားလိုက်ပါမယ်ရှင်တာကူစီတွေထည့်ပြီးသွားပြီဆိုလို့ရှိရင်တော့အိုးတွေကိုငပြောသီးလေးတွေဖုံခွာပြီးတော့ထည့်ပါမယ်ချောဝယ်လာတဲ့ငပြောသီးတွေကတော်တော်လေးမှီသွားတာမို့လို့လေသူကနည်းနည်းလေးမိုးရည်လေးဖြစ်နေတော့တိတ်ပြီးတော့မကောင်းဘူးလို့ဖြစ်မှာမကောင်းတာဖြစ်မှာဆိုလို့ပေါ့နော်နည်းနည်းလေးပျော့နေတဲ့အပိုင်းလေးတွေကိုဖယ်ဒါလေးနဲ့ပြီးတော့ဖယ်ထုတ်လိုက်ပါတယ်ငပြောသီးတွေအားလုံးခုံခွာပြီးသွားပြီဆိုလို့ရှိရင်တော့အိုးတွေကိုအဝတ်အိမ်နဲ့ထုတ်ထားတဲ့ကမွန်းကျင်ရွက်လေးလေးထည့်ပြီးတော့ရေးထည့်ပြီးတော့9မိနစ်ခန့်ပြုတ်ပေးပါမယ်ရှင်ဒီလိုငပြောသီးတွေကိုကမွန်းကျင်ရွက်ထည့်ပြုတ်တဲ့အခါမှာငပြောသီးရဲ့အစီအကြောင်းဖြစ်တဲ့ဖန်နဲ့ဓာတ်တွေကိုရောကြသွားစေနိုင်ပါတယ်ရှင်ငပြောသီးကို9မိနစ်လောက်ပြုတ်ပြီးသွားတဲ့အချိန်မှာငပြောသီးလေးကလည်းနည်းနည်းအရောင်အကြည်အောင်လေးဖြစ်လာပြီဆိုလို့ရှိရင်တော့ငပြောသီးတွေအကုန်လုံးဆယ်ထုတ်လိုက်ပါမယ်ပြီးတော့နောက်ထပ်တကြားအနှဲငယ်နဲ့စားလဲထပ်ထည့်ပေးပါမယ်ရှင်ထပ်ထည့်ပြီးတော့တခါတည်းမွေထားပေးပါမယ်ငပြောသီးတွေဆယ်ပြီးတော့အနှဲငယ်အေးခံပြီးသွားပြီဆိုလို့ရှိရင်တော့အုံလို့တာကိုငပြောပေါင်းလေးစားလုပ်လို့ရပြီမို့လို့အိုးတွေကိုအရင်ဆုံးငပြောသီးထည့်ပါမယ်ငပြောသီးထည့်ပြီးသွားလို့ရှိရင်တာကူထည့်ပါမယ်ပြီးလို့ရှိရင်အုံလို့ထည့်ပါမယ်ရှင်အားလုံးကိုတမအောင်ဝေပြီးသွားပြီဆိုလို့ရှိရင်တော့မီးပေါ်မှာမီးအေးလေးနဲ့10မိနစ်ခန့်တည်ထားလိုက်ပါမယ်ရှင်ဒီပေါ်မှာတင်ထားတော့မှလည်းတာကူစီအိုးမကပ်ဖို့နဲ့မတူးသွားစေဖို့အတွက်မကြာခဏလေးမှွေပေးရပါမယ်ရှင်10မိနစ်လောက်တည်ထားပြီးတော့အရသာမြည်ကြီးရဲ့အခါမှာတော့အချိုနည်းနည်းပေါ့နေထင်လို့တကြားထက်ထည့်လိုက်တဲ့တကြားမှောက်သွားပါလိမ့်ရှင်မှောက်သွားတဲ့တကြားတွေကအရင်များလို့အပေါ်ရန်တွေကိုပြန်ခတ်ထုတ်ပြီးတော့မှနည်းနည်းပဲထည့်ပြီးတော့ပြန်ပြီးတော့ကျူလိုက်တာအရသာလေးကတော့အနေတော့ဖြစ်သွားပြီပေါ့နော်အဲ့ဒါဆိုတော့နောက်ထပ်2မိနစ်လောက်ထားပြီးတော့မီဘိုဘောကနေဦးချလိုက်ပါတော့မယ်ရှင်ကြည့်မယ်အခုဆိုလို့ရှိရင်တော့အရသာလေးလည်းအနေတော့ဖြစ်သွားပြီငပြောသီးလေးလည်းဤနေပြီးမို့လို့ရပြီပေါ့နော်အိုးချလိုက်ပါတော့မယ်ပြီးလို့ရှိရင်တော့ဒီပကံလေးတွေထည့်ပြီးတော့စားပါမယ်ရှင်ခုပကံနဲ့ထည့်ပြီးတော့ပါပြီအရသာရှိရဲ့ချူချူစိမ့်စိတ်ဘတ်ဂျက်လည်း safe ဖြစ်တဲ့ငပြောသီးအုံလို့တာကူပေါင်းလေးရပါပြီရှင်ကြည့်ကြပါဦး